ကျမယောက်ျားတွေကိုသတိတစ်ခုပေးကြလေးရှိတယ်နော်အဲ့ဒါဘာလဲဆိုတော့ယောက်ျားတွေကလေကျမတို့ဒုတိယမိန်းကလေးယောက်နဲ့တွေ့လို့ထားပါတော့ပျော်ပါပြီးမှသူတို့ဒီအမိန်းကလေးနဲ့တာယာနေပေါ့နော်ဒါကိုရှင်တို့အမျိုးသမီးတွေသိသွားတဲ့အခါမှာရှင်တို့စိတ်ထဲမှာတည်ပြီးသားငါမိမငါ့ကိုမခွဲနိုင်ဘူးကလေးလေးရှိတယ်ငါ့ကိုဘယ်တော့မှဒီလိုလုံးမမဟုတ်ဘူးဆိုယုံကြည်မှုရှင်တို့မှာအပြည့်ရှိပြီးသားအဲ့တော့ရှင်တို့တောင်းပန်လိုက်ရင်နော်ဒါမှမဟုတ်ငိုပြလိုက်ရင်နောက်တစ်ခါဒီလိုမဖြစ်စီရဘူးလို့ဂရီပေးလိုက်ပြီဆိုရင်ဒိုမိမတွေကတို့ကိုခွန်လွတ်တယ်ဆိုတာကိုရှင်တို့သိပြီးသားတကယ်လဲမိမတွေကခွန်လွတ်ကြပါတယ်ဒါပေမဲ့အဲ့လိုခွန်လွတ်လိုက်ခြင်းကရှင်တို့ကလေအဲ့ဒီအခွင့်အရေးကိုအလွဲသုံးစားလုပ်ဖို့မဟုတ်ဘူးဆိုမမြင်နဲ့သိလားဒီအခွင့်အရေးကိုပေးခြင်းကရှင်တို့နောက်တစ်ချိန်ထပ်ပြီးမှလုပ်ဖို့အခွင့်အရေးပေးတာမဟုတ်ဘူးမိမတွေကလေအတေးမှတ်ကြီးတယ်မိမတွေကအမတ်တညာအရန်ကြီးတာသူတို့စိတ်မှာနာကျင်နေတဲ့အရာဘယ်တော့မှမဖြစ်ဘူးအကြောင်းသာရှင်တို့နဲ့လက်မခွဲဘဲနဲ့ဆက်သွားကြသွားလိမ့်မယ်ဒါပေမဲ့သူ့စိတ်ထဲမှာမှတ်ထားတဲ့သူ့ရဲ့နာကျင်မှုသူဘယ်တော့မှမမြင်စကလုံးဝအစနော်အဖြစ်ပြက်အရာအလုံးကိုအတိအကျအကုန်လုံးကိုမှတ်မိနေတာရှင်တို့ပြောခဲ့ဘူးတဲ့စကားတွေရှင်တို့ပေးခဲ့တဲ့ဂရီတွေနော်ဘယ်တော့မှမမြင်အမိန်းမတွေအကျင့်ပဲအဲ့တော့မိန်းမတွေကရှင်တို့နော်ရှင်တို့ရဲ့ပြန်လဲပြုပြင်ပြီးတော့မှစူးစမ်းယူမယ်အခြေအနေတခုလက်ခံပေးခြင်းอ่ะဆိုလို့ရှိရင်ဒီပိုကောင်းလာမလားဆိုလဲမျှော်လင့်ချက်တစ်ခုနဲ့အခွင့်အရေးတစ်ခုစပေးတာအဲ့လိုအခွင့်အရေးမျိုးကိုပေးလို့ရှိရင်တေချာတမိုးထားပါနော်ဒီမရကြီးဒီမိန်းမကြီးကိုမချစ်တော့လုံးဝမပေါင်းဘူးဆိုတော့သဘောပေါ့တမျိုးပေါ့နော်ကိုကဒီမိန်းမကိုတရားဝင်လက်ထက်ယူထားတဲ့ကိုချစ်လို့ယူထားတဲ့ဒီမယားကြီးကိုလုံးဝကွဲနိုင်တဲ့ခံစားချက်မရှိဘဲနဲ့ထပ်ပြီးမှလုံးဝတွေးလို့မဆန်နဲ့မိန်းမတွေကတကယ်ပြတ်သားပြီဆိုရင်တော့လုံးဝလည်းမကြည့်တော့တာဘယ်တော့မှလည်းမကြည့်တော့တာအရင်ပြတ်သားတာမိန်းမတွေရက်ဆက်ပြီဆိုရှင်တို့ယောက်ျားကြီးလည်းတာတယ်အဲ့တော့ရှင်တို့မမိနဲ့အဲ့တော့ကျမတို့ကဟိုပေါ့နော်ယောက်ျားဆိုတော့ယောက်ျားတဘာဝအပျော်ပါမရှိဘူးမဟုတ်ရှိကြတယ်ရှိပြီမဲ့အလွန်ကြုံမဖြစ်စေနဲ့ကိုမိန်းမတိလို့ကိုမိန်းမတီတေချာဂရီကိုဝနဲ့စကားကိုတေချာပြောပြီးရှင်တို့ကိုတေချာအချိန်ပေးပြီးဂရီတောင်းပြီဆိုရင်အဲ့ဒါဒိန်ကြပဲเนาะအဲ့ဒါအရင်အန်ဒီရဲ့ကြီးတဲ့အခြေအနေတစ်ခုဖြစ်တယ်အဲ့တော့ကိုယ့်ရဲ့အတားတစ်ခုနဲ့တိတ်ကြီးငါနောက်တစ်ချိန်ထပ်ပြီးမှတွေးလို့မဆန်းချင်နဲ့ကျမထင်တာပြောမယ်เนาะဒါကျမရဲ့အမြင်ကိုပြောတာပါမှားချင်လည်းမှားပါလိမ့်မယ်ပထမတစ်ချိန်ဒုတိယတစ်ချိန်တတိယတစ်ချိန်3ချိန်လောက်ထိမိမတွေခွင့်လို့ကြတယ်3ချိန်ကျော်သွားပြီဆိုလို့ရှင်တော့လုံးဝလက်မချတာများတယ်အများစုပြောနော်ဒါပေမဲ့အဲ့ဒီမိမအုပ်စုထဲမှာဒီယောက်ျားရဲ့ပေါ့နော်ရှောက်ခွေကျွေးမှုနဲ့ဒီယောက်ျားကိုပဲမိကိုအားထားပြီးနေရတဲ့မိမတွေကတော့မတက်တာလို့သာဆက်သွားခြင်းသွားမယ်ကိုခုံကိုအားနဲ့ရေးချင်းရှိတဲ့မိမတွေမရဘူးရှင်တို့သွားပြီးသူတို့မဆန်နဲ့မိမတွေရဲ့အရင်စိတ်မာတာနော်ရှင်တို့မသိလို့တကယ်ထက်တဲ့မိန်းမတွေတကယ်အရေးချင်းရှိတဲ့မိန်းမတွေကကိုယောက်ျားတယောက်ကိုတကယ်ချစ်လို့အကောင်းဆုံးเนาะကျမတို့ချစ်ပေးပြီးနောက်ပိုင်းမှာအကောင်းဆုံးခွင့်လွှတ်ပေးပြီးရဲ့နောက်ပိုင်းမှာရှင်တို့ထပ်ပြီးတွေးလို့သွားမစမ်းနဲ့သွားပြီးအဲ့ the end မှာရှင်တို့နောက်ဘယ်တော့မှပြန်ပြီးတော့မှသူမနဲ့အတူတူရှင်တို့အတူနေချင်လို့မရတော့เนาะချွေယောက်ျားလေးရှိတယ်ဒုတိယမိန်းလေးနဲ့သွားပြီးမှနေကြည့်သေးတာပေါင်းကြည့်သေးတာချင်းနေမကောင်းတော့မိန်းမစီပြန်လာတာပေါ့နော်ပြန်လာတဲ့ခါကျတော့မရတော့ဘလို့မှမရတော့အဲ့တော့ကျမတို့နောင်တဆိုတော့နောက်မှရတယ်နော်ပြန်လည်းပြင်ဆင်လို့မရဘူးနည်းနည်းတတိထားဖို့ကျမဒီကနေ့တတိပေးတာမိန်းမတွေပြတ်သားပြီဆိုရင်ဘာနဲ့မှမတူရှင်တို့တော့မမေ့နဲ့နော်